မြန်မာမြေပေါ်မှာပေါ်တူဂီလူမျိုးပင်လယ်သားပြတယောက်ကကိုပိုင်မင်းဆက်ထူထောင်ပြီးအေကရာစစ်တပါလို့စိုးစံခဲ့ဘူးလေဆိုလားတင်ယုံနိုင်မလားဒီဇက်လန်ကကျွန်တော်တို့တမိုင်းစာအုပ်တွေရဲ့ဘေးနားမှာကပ်နေပေမဲ့လူတီအနေနဲ့ရဲ့ရုပ်ရှင်တကားလို့ရင်ခုန်စရာကောင်းတဲ့ငဇင်ကဒါမှမဟုတ်ဖိလစ်ဒေပရီဒိုရဲ့အောင်ပွဲနဲ့ညီကုန်းကြောင်ပါထောက်ချောက်ရိုက်စုနောက်ပိုင်းဟန်တာဗလီမင်းဆက်ပြသွင်းပြီးနောက်မြန်မာနိုင်ငံဟာနယ်မီအပိုင်းအစ်စ်တွေကွဲထွန်နေတဲ့အချိန်အဲ့ဒီအချိန်မှာဖိလစ်ဒေပရီဒိုဆိုတဲ့ပေါ်တူဂီလူမျိုးတင်ပေါ်သားကြောင်ခါရခိုင်ဘရင်မင်းရသားကြီးရဲ့လက်အောက်မှာအမှုထမ်းရင်းတိုင်းလင်းကိုအခြေစိုက်စခန်းအဖြစ်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူဟာတာမန်အမှုထမ်းတောင်မဟုတ်ခဲ့ပါဘူး။သူဟာရခိုင်ဘရင်ကိုသစ္စာဖောက်ပြီးတိုင်းလင်းကိုပေါ်တူဂီဘရင်ရဲ့လက်အောက်ခံနယ်မြေအဖြစ်ကြီးညာခဲ့ပါတယ်။သူဟာတိုင်းလင်းမှာခန္ဓာကြီးတည်ဆောက်ခဲ့ကိုပိုင်တင်ကားတို့တွန်းလုပ်တယ်။နောက်ဆုံးမှာတော့သူ့ကိုယ်သူတိုင်းလင်းမင်းလို့ခေါ်ဝေါ်ပြီးမြန်မာသမိုင်းမှာပထမဆုံးနဲ့နောက်ဆုံးတော့ဥယောပါသဘရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ငဇင်ကလုပ်ခဲ့တဲ့အမားတစ်ခုကတော့ဒီနေ့အထိတိမ်မြုပ်နေတဲ့ဗဟီဒီတစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲ့ဒါကတော့ကမ္ဘာအကြီးဆုံးခေါင်းလောင်ကြီးလို့ကြော်ကြတဲ့ဓမ္မစေတီခေါင်းလောင်တော်ကြီးကိုခိုးယူဖို့ကြိုးစားခဲ့တာပါ။သူဟာခေါင်းလောင်ကြီးကိုအရေးကြိုးပြီးအမြောက်လုပ်ဖို့အတွက်ရွှေဒီကုန်းဘုရားကနေတန်လင်းကိုဖောင်းနဲ့တိုက်ယူခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့အလွှဲအပြောင်းကြောင့်ငဇင်ကရဲ့ဖောင်းဟာဘဲကူမြစ်နဲ့လိုင်းမြစ်စုံတဲ့နေရာမှာနစ်မြုပ်သွားခဲ့ပြီးအဲ့ဒီခေါင်းလောင်ကြီးဟာဒီနေ့အထိဘယ်သူမှရှာမတွေ့နိုင်တော့တဲ့သမိုင်းဝင်ဗဟီဒီတစ်ခုထင်နေစေပါ။ငဇင်ကလည်းဇတင်ကလည်းသူလုပ်ခဲ့တဲ့လုပ်ရတဲ့အတိုင်းပဲကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။1673ခုနှစ်မှာအနောက်ဘက်လွန်မင်းကတန်လင်းကိုဝိုင်းငံတိုက်ခိုက်ပြီးငဇင်ကာကိုဖမ်းမိခဲ့ပါတယ်။ဖျားပထိုးတွေကိုဖျက်ဆီးပြီးတာဇနာကိုစော်ကားခဲ့တဲ့အတွက်ငဇင်ကာကိုတန်လင်းခန်းတာရှိမှ3ရက်တိုင်းတန်ကျင်လူပြီးကွက်မြက်ခဲ့ပါတယ်။ဒါပေမဲ့ဒီသမိုင်းမှာအန်ဩစရာအကောင်ဆုံးအပိုင်းကအခုမှလာမှာပါ။ငဇင်ကာကိုကွက်မြက်ပြီးနောက်ဖမ်းဆီးရမိတဲ့ပေါ်တူဂီစစ်သည်400ကျော်ကိုအနောက်ဘက်လွန်မင်းကမတ်တပ်ပဲအထက်မြမပြီးရွှေဘိုးနဲ့စစ်ကိုင်းတဝိုက်ကဂျေးရွာတွေမှာနေရာချထားပေးခဲ့ပါတယ်။အဲ့ဒီပေါ်တူဂီစစ်သည်တွေရဲ့မျိုးဆက်တွေဟာဒီနေ့အချိန်ထိဘရင်ကြီးလူမျိုးဆိုတဲ့အထိမြန်မာနိုင်ငံမှာရှိနေစေပါစစ်ကိုင်းတိုင်းထဲကချမ်းသာရွာမုံရွာစတဲ့ရွာတွေမှာအသားဖြူဖြူနှက်တန်းပေါ်ကောမျက်လုံးပြပြနဲ့မြန်မာစကားကိုပြီးပြီးတသားပြောတဲ့လူတွေကိုတင်သွေးခဲ့ရသူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း400ကမြန်မာပြည်ကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့ပေါ်တူဂီပင်လယ်သားပြတွေရဲ့သွေးမကွဲသေးတဲ့တမိုင်းဝင်တက်ခေတွေပဲဖြစ်ပါတော့တယ်ဒါဟာမြန်မာသမိုင်းရဲ့အမောင်ဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ပင်လယ်သားပြကနေဘရင်ဖြစ်လာခဲ့သူရဲ့ဇာတ်လမ်းပါပဲ